အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးအကစားသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်2026 ASEAN U71 Championship အုပ်စု B ဒုတိယပွဲစဉ်မှာမြန်မာယူ19အသင်းကထိုင်းယူ19အသင်းကိုတကူကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ကစားနိုင်ခဲ့ပါတယ်မြန်မာအသင်းကအုပ်စုအဖွင့်ပွဲစဉ်မှာလာအိုအသင်းနဲ့ဂိုးမရှိသေးကြခဲ့ပြီးတော့ထိုင်းအသင်းကိုတကူကိုမရှိနဲ့အနိုင်ရရှိခဲ့သလိုလာအိုကလည်းဖိလစ်ပိုင်အသင်းကို၄ဂိုး၃ဂိုးနဲ့အနိုင်ခဲ့တဲ့အတွက်ကြောင့်ရမတ်တူကိုကွာခြားချက်အသာနဲ့လာအိုအသင်းကအုပ်စုကိုဦးဆောင်နေပါတယ်မြန်မာယူ19အသင်းအနေနဲ့ဆီမီဖိုင်နယ်တက်ရောက်ဖို့အဆုံးအဖြတ်ပွဲစဉ်တစ်ပွဲအဖြစ်ဧပြီလ18ရက်နေ့ညနေ3နာရီချိန်မှာဖိလစ်ပိုင်အသင်းနဲ့ကစားသွားမှာဖြစ်ပါတယ်မြန်မာယူ19အသင်းအတွက်တလုံးနဲ့သောဂိုးကိုထိုင်းအသင်းဘက်ကိုအောင်တီယာက53မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အုပ်စုတက်ဖို့ခြေတလန်းအလိုရောက်ရှိနေပြီဖြစ်ပါတယ်။နောက်ဆုံးပွဲဖိလစ်ပိုင်အသင်းကို6မြများသွင်းယူနိုင်ခဲ့မယ်ဆိုရင်အုပ်စုပထမနေရာကမြန်မာအသင်းအတွက်ဖြစ်သွားပါပါ။လာအိုအသင်းကတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာထိုင်းအသင်းနဲ့ကစားရမှာဖြစ်တဲ့အတွက်ကြောင့်မြန်မာအသင်းထပ်ပိုခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။မြန်မာယူ19အသင်းကဖိလစ်ပိုင်ယူ19အသင်းနဲ့အုပ်စုနောက်ဆုံးပွဲကစားသွားမှာဖြစ်ပြီးတော့အနိုင်ရရှိသွားမယ်ဆိုရင်အုပ်စုပိုနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။ထိုင်းယူ19အသင်းကိုအနိုင်မရနိုင်ဘူးလို့ပြောဆိုဝေဖန်နေတဲ့သူတွေကိုမြန်မာယူ19အသင်းကကွင်းအတွင်းကအထောက်ကြိုးစားမှုနဲ့အတူအနိုင်ရလက်ကိုဖော်ဆောင်ပြီးတော့တက်တည်ပြလိုက်နိုင်ခဲ့ပါပြီ။ဝက်ဘီရလက်တကူကိုမရှိတဲ့အတူကျွန်တော်တို့ရဲ့ချင်းသိငယ်တွေကဆီမီဖိုင်နယ်ကိုတက်လှမ်းဖို့လမ်းကြောင်းမှန်ပေါ်ကိုပြန်ရောက်ရှိလာခဲ့ပါပြီ။ပွဲကစားချိန်53မိနစ်မှာအသင်းကောင်းဆောင်အောင်တီဟာသွင်းယူပေးလိုက်ခဲ့တဲ့တလုံးလေးသောအနိုင်ဂိုးက17နှစ်ကြာတင်ကြံခဲ့တဲ့ထိုင်းနဲ့ထိပ်တိုက်တွေ့ဆုံမှုအနှုတ်လက္ခဏာသမိုင်းကြောင်းကိုအဆုံးသတ်ပေးလိုက်နိုင်တာဖြစ်ပါတယ်။ပထမပိုင်းမှာတော့မြန်မာအသင်းကလုံးဝအပြစ်ပြောစရာမရှိအောင်ရစ်ချစ်လေးလေးနဲ့ဘောလုံးပိုင်ဆိုင်မှုတွေကိုအသာစီးရယူခဲ့ပြီးကစားသွားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းကိုရရှိပြီးတဲ့နောက်ပိုင်းမှာတော့ခန်းစစ်ကိုအပြေးအဝပိတ်ဆို့ကစားခဲ့တဲ့အတွက်ကစားအားအနှဲငယ်ကျဆင်းသွားတာအမှားတချို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ဒါပေမဲ့အဲ့ဒီဖိအားတွေကိုကြံ့ကြံ့ခံပြီးတော့အနိုင်ရလက်ကိုထိမ့်သိမ်းသွားနိုင်ခဲ့တာကတော့ကစားသမားတွေရဲ့စိတ်သက်ပိုင်းတိုးတက်လာမှုကိုပြသနေပါတယ်။ထိုင်းယူ19အသင်းကိုနိုင်ပွဲကြောင့်မြန်မာယူ19အသင်းကရမှတ်၄မှတ်ရရှိသွားခဲ့ပြီးတော့လာအိုယူ19အသင်းနဲ့ရမှတ်ကိုကွာခြားချက်ကိုတူညီခဲ့ပြီးတော့အုပ်စုဒုတိယနေရာမှာယာယီရပ်တည်နေပါတယ်။နောက်ဆုံးပွဲစဉ်မှာဖိလစ်ပိုင်အသင်းကိုသာအနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်မြန်မာယူ19အသင်းကရမှတ်9မှတ်နဲ့ဆီမီဖိုင်နယ်ကိုတက်လှမ်းဖို့ရာဂိုင်နှုန်းအလွန်မြင့်မားသွားမှာဖြစ်ပါတယ်။ထိုင်းအသင်းကဖိလစ်ပိုင်ကိုပြတ်နိုင်ခဲ့ပေမဲ့ကျွန်တော်တို့မြန်မာယူ19အသင်းကထိုင်းကိုတိုက်ရိုက်အနိုင်ယူထားတဲ့အတွက်ကြောင့်ယုံကြည်မှုပိုင်းမှာမြန်မာအသင်းကထိုင်းယူ19အသင်းတက်ပိုသာလွန်သွားပါတယ်။မြန်မာယူ19အသင်းကထိုင်းယူ19အသင်းဆိုတဲ့အတားအဆီးကိုကျော်ဖြတ်ပြီးတော့ပြည်သက်တွေရဲ့ယုံကြည်မှုကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။အခုအောင်ပွဲကအုပ်စုတက်ဖို့အတွက်တင်မကပဲရှေ့ဆက်မဲ့အာရှဖလားခီးစဉ်အတွက်ပါအလွန်ကြီးမားတဲ့ခွန်အားတစ်ခုဖြစ်သွားပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်းဒီလိုမန်မျိုးနဲ့ဆက်လက်တိုက်ပွဲဝင်ပြီးတော့ဆီမီဖိုင်နယ်အဆင့်ကိုဂုဏ်သိက္ခာရှိရှိတက်လှမ်းသွားနိုင်ဖို့မျှော်လင့်မိပါတယ်။2026အာဆီယံယူ19ချန်ပီယံရှစ်အုပ်စု B ရဲ့အရေးကြီးဆုံးပွဲစဉ်မှာမြန်မာယူ19အသင်းကခါးတီးပြိုင်ဘက်ထိုင်းယူ19အသင်းကိုတကူကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပြီးတော့အဖိုးတန်3မှတ်ကိုအရယူနိုင်ခဲ့ပါတယ်။လာအိုနဲ့ပွဲစဉ်မှာတည်ကြခဲ့လို့စိတ်ပူခဲ့ရတဲ့ပြည်သက်တွေကိုထိုင်းနဲ့ပွဲစဉ်မှာအကောင်းဆုံးတုံ့ပြန်ပြသသက်သေပြသွားခဲ့တာဖြစ်ပါတယ်။ထိုင်းယူ19အသင်းကိုအနိုင်ရရှိခဲ့တာကရမှတ်ထပ်ဖို့တဲ့ယုံကြည်မှုကိုရရှိစေခဲ့ပါတယ်။အစဉ်အလာအရာခက်ခဲတဲ့ထိုင်းအသင်းကိုအခုလိုအနိုင်ယူနိုင်ခဲ့တာကနီးပြကျိုးဦးကျော်စရာရဲ့ပြင်ဆင်မှုနဲ့ကစားသမားလေးတွေရဲ့ကြိုးစားအထောက်အမှုကြောင့်ပဲဖြစ်ပါတယ်။အခုအချိန်မှာဖိလစ်ပိုင်နဲ့ပွဲစဉ်မှာသာပြတ်နိုင်ခဲ့မယ်ဆိုရင်အုပ်စုပထမနဲ့ဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ဖို့အခွင့်အရေးအလွန်ကောင်းသွားပါပြီ။အခုနိုင်ပွဲကြောင့်မြန်မာယူ19အသင်းကိုအားပေးသူမြန်မာဘောလုံးအကစားချီပရိသတ်တွေပုံမှန်များပြားလာပြီးတော့ယူ19ကမ္ဘာဖလားအိမ်မက်လည်းမှတ်နေနိုင်ပြီဖြစ်ပါတယ်။မြန်မာပရိသတ်တွေကတော့အုပ်စုနောက်တစ်ဆင့်မတက်ရင်နေပါစေမဟာပြိုင်ဘက်ထိုင်းအသင်းကိုအနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်ဝမ်းသာပီတိဖြစ်နေကြမှာတော့အမှန်ဖြစ်ပါတယ်။မြန်မာအသင်းအတွက်အကောင်းဆုံးလမ်းကြောင်းတစ်ခုကတော့နောက်ဆုံးပွဲစဉ်မှာဖိလစ်ပိုင်ကိုမဖြစ်မနေထပ်နိုင်ဖို့ပဲဖြစ်ပါတယ်။အကယ်၍နိုင်ခဲ့မယ်ဆိုရင်ထိုင်းနဲ့လာအိုအသင်းကဘယ်လိုရလက်ပဲထွက်မြန်မာကအုပ်စုပထမနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။ထိုင်းယူ19အသင်းကဖိလစ်ပိုင်ယူ19အသင်းကို9သွင်းထားပေမဲ့မြန်မာယူ19အသင်းကထိုင်းယူ19အသင်းကိုနိုင်လိုက်တာကကြီးမားတဲ့အသာစီးရမှုဖြစ်ပါတယ်။ဒါပေမဲ့ဖိလစ်ပိုင်ယူ19အသင်းကအိမ်ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်ဂုဏ်သိက္ခာအရမြန်မာယူ19အသင်းကိုအစမ်းကုန်တုံ့ပြန်လာနိုင်တာကြောင့်အုပ်စုကလက်မပြန်ရအောင်ဖိလစ်ပိုင်ကိုအနိုင်ကစားဖို့လိုအပ်ပါတယ်။
ဖိလစ်ပိုင်အသင်းကအုပ်စုကလှည့်ပြန်ရပြီဖြစ်လို့အသင်းမထူးနေမထူးမြန်မာယူ16အသင်းကိုတုံ့ပြန်ကစားသွားမှာဖြစ်ပါတယ်။လာအိုအသင်းကထိုင်းအသင်းကိုရှုံးနေခဲ့မယ်ဆိုရင်တော့မြန်မာကဖိလစ်ပိုင်အသင်းကိုရှုံးလိုက်တာနဲ့မြန်မာအသင်းကအုပ်စုတတိယနေရာကိုဆင်းသွားဖို့ရာနှုန်းပြည့်သေးကြသလောက်ရှိနေပါတယ်။လာအိုအသင်းကသွင်းကိုပိုများတာဖြစ်တဲ့အတွက်ကြောင့်မြန်မာကဖိလစ်ပိုင်အသင်းကိုရှုံးလိုက်တာနဲ့ဂိုးကွာချချက်မှာလာအိုကိုကြော်ဖို့ခက်ခဲသွားမှာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ဖိလစ်ပိုင်အသင်းနဲ့ပွဲကိုမြန်မာယူ16အသင်းကအနိုင်ကစားဖို့လုံးဝလိုအပ်နေတာဖြစ်ပါတယ်။နှစ်20လောက်ပျောက်နေတဲ့အာဆီယံယူ16ဖလားကိုဒီတစ်ချိန်မှာမြန်မာယူ16အသင်းကသိမ်းပိုက်နိုင်မလားဆိုတာကိုပြည်သက်ကြီးနဲ့အတူစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းကအာရှဖလားချိတ်ဆက်ပွဲစဉ်တုန်းကဘူတန်အသင်းကိုတော့မနိုင်ခဲ့သလိုထိုင်းကိုလည်း9ဂိုးပြတ်ရှုံးထားခဲ့တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။မလေးကလည်းလာအိုအသင်းကိုအပြန်အလှန်သွင်းဂိုးတွေနဲ့4ဂိုး3ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပါတယ်။သူတို့ရဲ့ခံစစ်ကအားနည်းချက်တွေအများကြီးရှိပါတယ်။ထိုင်းနဲ့ပွဲစဉ်မှာခံစစ်ပိတ်ကစားခဲ့တယ်လို့မျိုးမဟုတ်ဘဲနဲ့ဖိလစ်ပိုင်တဲ့ပွဲစဉ်မှာတော့ဂိုးရရှိရေးကိုပထမဦးစားပေးအနေနဲ့တိုက်စစ်ဖွင့်ကစားတင်ပါတယ်။ထိုင်းအသင်းကိုနိုင်ထားလို့ပေါ့ဆသွားတာမျိုးမဖြစ်ဖို့လိုအပ်ပါတယ်။ဖိလစ်ပိုင်အသင်းကိုလည်းလေးစားမှုရှိရှိနဲ့အမှားယွင်းမရှိအပြတ်အသတ်ချေမုန်းကိုသွင်းနိုင်ဖို့လိုအပ်ပါတယ်။မဖြစ်နိုင်ဘူးမနိုင်နိုင်ဘူးလို့ထင်ထားခဲ့တဲ့ထိုင်းအသင်းကိုအနိုင်ယူထားပြီးဖြစ်တဲ့ကြောင့်ဖိလစ်ပိုင်အသင်းကိုကြော်ဖြတ်ဖို့ကတော့ခက်ခဲမယ်လို့တော့မထင်မိပါဘူး။အဓိကကအသင်းကိုများများသွင်းပြီးတော့အနိုင်ယူဖို့ပဲလိုအပ်ပါတယ်။သမိုင်းသေးတစ်ခုရေးထိုးနိုင်ဖို့နောက်ဆုံးစက္ကန့်အထိအားစိုက်ထုတ်ပြီးတော့ဂိုးရီအများကြီးသွင်းယူပြီးတော့ဖိလစ်ပိုင်အသင်းကိုအနိုင်ယူဖို့မျှော်လင့်မိပါတယ်။အုပ်စုပထမနဲ့ဆီမီနီဖိုင်နယ်အဆင့်ကိုဂုဏ်သိက္ခာရှိတလန်းကျဖို့အတွက်မြန်မာယူ16အသင်းကိုပြည်သက်ကြီးအားလုံးကစောင့်ကြည့်အားပေးတော့မှာဖြစ်ပါတယ်။အာဆီယံယူ16ပြိုင်ပွဲမှာ17နှစ်ကြာထိုင်းအသင်းကိုရှုံးနိမ့်ခဲ့တဲ့သမိုင်းဆိုးကိုမြန်မာယူ16အသင်းကပြောင်းလဲခြေဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာဘောလုံးကစားချစ်ပြည်သက်ကြီးအနေနဲ့ထိုင်းယူ16အသင်းကိုအနိုင်ရရှိခဲ့တဲ့မြန်မာယူ16အသင်းရဲ့ခြေစွမ်းအပေါ်ဘလောက်အထိကျင်းနဲ့အားရမိလဲလာမယ့်ဖိလစ်ပိုင်ယူ16အသင်းနဲ့ပွဲစဉ်မှာရောဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတော့အုပ်စုပထမရရှိနိုင်ပြီးအုပ်စုဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်မလားဆိုတာကို comment မှာရေးသွားပေးခဲ့လို့ရပါတယ်မြန်မာဘောလုံးကစားသတင်းတွေကိုကြားနေတဲ့ဆိုရင် channel ကို subscribe like and comment တွေပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်မြန်မာဘောလုံးကစားသတင်းတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်